အားလုံးပဲမင်္ဂလာပါဗျာမြစ်တိုင်မှာပြန်လည်ကြွှေလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်အမြင့်ကတော့၄ပေရှိတယ်အကျယ်ကတော့တပေနဲ့6လက်မရှိတယ်ပေါ့နော်ဆက်တူတို height ကိုပြပြီးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီကောင်လည်းတူတို height ဖြစ်တာမလို့တကားကတော့နှစ်ပေါက်ပဲပါမယ်ဗျအပေါ်ကတော့အခဲခန်းပေါ့နော်အောက်ကအေးခန်းနဲ့လာမယ်အပေါ်အခဲခန်းမှာဆိုရင်လည်းသူကတခြားလုံးတွေနဲ့မတူဘူးပန်းနှစ်ပန်းပါတယ်ပေါ့နော်ပန်းနှစ်ပန်းပါတဲ့ပြင်မှာဒီဖေးမှာဒီအန်လေးတန်ပါတယ်ဗျဒီဖေးတကားမှာလည်းအန်နှစ်ခုပါပါတယ်ဖေးတကားမှာလည်းအန်နှစ်ခုပါတယ်ဗျသူကတော့အခဲခန်းပေါ့နော်အခဲခန်းဆိုအသားငါးလေးစီးပြီးတော့ထည့်လို့ရပါတယ်ဟုတ်ကဲ့အောက်ကအသီးရွက်ခန်းအေးခန်းကိုပြပေးမယ်နော်ဒီအောက်ကတော့အေးခန်းမှာလေသူကအပေါ်ဆုံးမှာပေါ့နော်ဒီလိုအန်လေးတန်ပါတယ်ပြီးတော့အောက်မှာတင်စရာပန်းလေး3ပန်းပါတယ်အပေါ်2ပန်းတော့မန်ပန်းနဲ့လာတယ်ဗျအောက်ဆုံး2ပန်းတော့ကော်ပန်းပေါ့နော်ကော်ပန်းရဲ့အောက်မှာတော့သူကဒီလိုအသီးရွက်ထည့်ဖို့ပုံကြီးတစ်ပုံးပါတယ်ဗျသူကပေးတကားမှဆိုရင်အန်လေးခုတောင်ပါပါတယ်ပေးတကားမှဆိုအန်လေးခုပါတယ်ဗျမော်ဒယ်ကလည်းမြင့်ပါတယ်2013ပေါ့နော်ပြီးဒီမှာကျုပ်ခွက်စားလေးအကုန်ပါတယ်ပြီးနောက်မှာလည်း LED မီးလုံးလေးတွေပါတယ်ဗျဟုတ်ကဲ့သူကဒီအောက်ဆောင်အခန်းတော့အေးခန်းလေးဖြစ်ပါတယ်သူကစီးနှုန်းလေးက9,000ပဲရှိတယ်ဗျနော်9,000ကိုမှမဲလို့1000ကလက်ဆောင်ပါမယ်အာမခံတစ်နှစ်ပါမယ်ဗျအမခံတစ်နှစ်မှာဆိုရင်လည်းကျွန်တော်တစ်လအတွင်း3ကျလို့မအေးမခဲလို့ရှိရင်အလုံးလေးပြန်ချိန်ပြီးပါရနော်တစ်နှစ်အတွင်းမှာတော့ကျွန်တော်ပစ္စည်းလေးပစ္စည်းကိုပေးရမယ်လက်ခမြူပဲပြင်ပေးပါလေဗျအလုံးကလုံးဝအနာအဆာမရှိဘူးကင်းပါလေဗျနော်ဒီကျွန်တော် promotion အနေနဲ့1000ကနေပြော9000ထိပေါ့နော်ကန်ဆယ်မဲလေးလဲရမယ်9000ပေါ့ကျွန်တော်9000ကိုပြန် short ပေးပါလေဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ